အားလုံးပဲမင်္ဂလာပါအခုမနတူတူဟီရာဂနာ46လုံးတွေကငါးနှမ်းမြောက်ဖြစ်တဲ့နာနီနုနေနော်ငါးလုံးကိုရေးပြပေးမှာဖြစ်ပါတယ်မနဲ့တူတူလိုက်ရေးကြည့်အောင်နော်ဒီမှာနာကိုဘယ်လိုရေးမလဲဆိုတော့စောစောကတရေးတယ်လို့မျိုးလေးပဲနှစ်ချက်ဆွဲပါမယ်အနှုတ်ပုံစံလေးတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်အလေကနေစောင်းစောင်းလေးတစ်ချက်ဆွဲပါမယ်နော်စောစောကတာကြတော့ဒီနားလေးမှာခုတ်ပုံစံလေးဆွဲလိုက်တယ်အခုနာကြတော့နောက်တစ်မျိုးပြောင်းမယ်ပေါ့နော်ဒီလိုစောင်းစောင်းလေးဆွဲပြီဆိုရင်ဒီနားလေးမှာဒီအနှုတ်ပုံစံဆွဲထားတဲ့ထိတ်နားလေးမှာအချောင်းကွေတူတူလေးတစ်ချောင်းဆွဲလိုက်ပါမယ်နော်တစ်ချက်နှစ်ချက်သုံးချက်ဆွဲပြီဆိုရင်တော့ဒီအောက်နားလွတ်နေတဲ့ဒီဟောလောလွတ်နေတဲ့နေရာလေးမှာဒီလိုကွေလေးတစ်ချက်ဆွဲလိုက်မှာဖြစ်ပါတယ်เนาะဒါကတော့နာဖြစ်ပါတယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဒါကတော့နဒါလေးကနပါเนาะအဲ့တော့နိဆွဲမယ်ပေါ့နော်နိကိုဘယ်လိုဆွဲမလဲဆိုရင်နိကိုဆွဲရင်အရှိမအချောင်းလေးတစ်ချောင်းဆွဲပြီးတော့အောက်ကအတက်ကလေးထည့်လိုက်ပါမယ်ချောင်းလေးတစ်ချောင်းဆွဲပြီးအတက်ကလေးထည့်မယ်ပြီးပြီဆိုလို့ရှိရင်အရှိကနေပြီးတော့မှဒီခို့ပုံစံလေးဆွဲပေးရမှာဖြစ်ပါတယ်တစ်ချက်ပေါ့နော်တစ်ချက်နှစ်ချက်သုံးချက်ခို့ပုံစံလေးဆွဲရမှာဖြစ်ပါတယ်ဒါကတော့နိဖြစ်ပါတယ်တစ်ချက်နှစ်ချက်သုံးချက်ပေါ့နော်ဒါကနိပြီးပြီဆိုတော့နုကိုဆွဲပါမယ်နုကိုဘယ်လိုဆွဲမလဲဆိုတော့နုကိုဆွဲမယ်ဆိုရင်ဒီလိုအချောင်းကွေလေးစောင်းစောင်းလေးတစ်ချက်ဆွဲပါမယ်ကွေစောင်းစောင်းလေးတစ်ချက်ဆွဲပြီးပြီဆိုလို့ရှိရင်တော့ဒီဘက်ကနေပြီးတော့မှမြန်မာအခရာဇာခွဲပုံစံလေးကိုမတို့ကဆွဲရမှာဖြစ်ပါတယ်နော်ဇာခွဲပုံစံလေးဆွဲလိုက်တယ်ပေါ့နော်ဒီမှာအတက်ကလေးထည့်မယ်ပေါ့နော်တစ်ချက်နှစ်ချက်ဒါကတော့နုဖြစ်ပါတယ်နုပေါ့နော်နုပြီးတော့နဲ့ကိုဘယ်လိုဆွဲရမလဲဆိုတော့ဒီနုနဲ့နဲ့နေရာနဲ့ဆင်နေပေါ့နော်နဲ့ကိုဆွဲမယ်ဆိုရင်အချောင်းလေးတစ်ချောင်းဆွဲမယ်ပေါ့နော်အချောင်းလေးတစ်ချောင်းဆွဲပြီဆိုလို့ရှိရင်သူ့ရဲ့ဒီထိတ်နားလေးကနေပြီးတော့မှဒီလိုလေးတွန့်လိုက်မယ်ပေါ့နော်7ပုံစံလေးဆွဲပြီးဆိုလို့ရှိရင်တော့တစ်ဆက်သေးပဲစောစောဇာခွဲပုံစံလေးပြန်ပြီးတော့ဆွဲရမှာဖြစ်ပါတယ်ဒီပုံစံလေးပြန်ပြီးဆွဲရတာဖြစ်ပါတယ်တစ်ချက်နှစ်ချက်ဆွဲရတာဖြစ်ပါတယ်เนาะဒါကတော့နဲ့နာနီနုနဲ့သူကကြတော့ကွေးလေးအရင်စားတယ်သူကကြတော့တန်းလေးအရင်စားတယ်เนาะမတူပါဘူးပုံစံလေးကဆင်းသလိုထင်ရပေမဲ့မဆင်းပါဘူးเนาะနာနီနုနဲ့နောက်ဆုံးလုံးနော်ကိုဘယ်လိုဆွဲမလဲဆိုတော့မတို့ရဲ့တင်ချကနန်းမြန်မာတင်ချကနန်းရှစ်ပုံစံလေးနဲ့တူပါတယ်เนาะဒီလိုလေးဆွဲရမှာဖြစ်ပါတယ်ဒါမြန်မာတင်ချကနန်းရှစ်ပုံစံလေးကိုနည်းနည်းဆောင်းလေးဆွဲဝိုက်လိုက်တာဖြစ်ပါတယ်เนาะဒါကတော့နာနီနုနဲ့နော်လို့လည်းအတန်ထွက်တယ်ပေါ့နော်အဲ့တော့နာနီနုနဲ့နော်ငါးလုံးအဲ့တော့25လုံးပြီးသွားပြီပေါ့နော်အာအီဥအေအိုခါခီခုခဲခိုစာရှိစုဆဲဆိုတာချီစစ်တဲ့တို့နာနီနုနဲ့နော်ဆိုပြီးတော့25လုံးပြီးသွားပြီအဲ့25လုံးကိုအသုံးပြုပြီးတော့မကမီနင်းလေး10လုံးထုတ်ထားတယ်ပေါ့နော်အဲ့တော့မီနင်းလေး10လုံးကိုလေ့လာကြည့်အောင်အာနိပထမဆုံးလုံးအာလေးနဲ့နိလေးနဲ့ဒီနေ့သင်တဲ့နိလေးနဲ့ပေါင်းလိုက်တဲ့အာနိဆိုတာကအကိုမိမိရဲ့အကိုကိုပြောတာဖြစ်ပါတယ်သူများအကိုဆိုရင်တော့အိုနီဆန်ဆိုပြီးပြောတယ်ပေါ့နော်ဒါကတော့အာနိဆိုတာကတော့ကိုယ့်အကိုကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကအာနဲ့ဒီနေ့သင်တဲ့နဲလေးနဲ့ပေါင်းထားတာအာနဲ့ဆိုတာကတော့မိမိရဲ့အမကိုပြောတာဖြစ်ပါတယ်သူများအမကိုပြောချင်တယ်ဆိုရင်တော့အိုနဲဆန်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်နော်အဲ့ဒါနောက်ပိုင်းမှာသင်မိပါမယ်နောက်နံပါတ်3လုံးလေးရကြတော့အာနဲ့နော်နဲ့ပေါင်းထားတာဖြစ်ပါတယ်အာနိုဆိုတာကတော့ဟိုလို့ပြောတာဖြစ်ပါတယ်เนาะအာနိုဟိုနောက်တစ်ခုကကြတော့ဤရဲ့နုရဲ့ပေါင်းထားတာဖြစ်ပါတယ်ဒီနေ့သင်လိုက်တဲ့နုလေးเนาะဤနဲ့နုနဲ့ပေါင်းလိုက်တော့ဤနုမမလက်ရည်ကတိတ်မလှပါဘူးတီးခန့်ပြီးပါเนาะဤနုဆိုတာကတော့ခွေးအာဝူလေးတွေကိုပြောတာဖြစ်ပါတယ်နောက်နံပါတ်5ကကြတော့နဲ့ဒီနေ့သင်လိုက်တဲ့နဲရဲ့ခိုလေးရဲ့ပေါင်းထားတာနဲခို
နဲခိုဆိုတာကတော့ကြောင်ပြောတာဖြစ်ပါတယ်နော်နောက်နံပါတ်6လုံးလေးကကြတော့အိုရဲ့ခရဲ့နဲရဲ့သုံးလုံးပေါင်းလိုက်တော့အိုခါနဲ့ဆိုတာကတော့ပတ်စံကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ခုရဲ့စွရဲ့ပေါင်းလိုက်မယ်ခုနဲ့စွနဲ့ပေါင်းလိုက်တော့ခုစွဆိုတာကတော့မရိုစီနေတဲ့ဖနက်ကိုပြောတာဖြစ်ပါတယ်နော်နောက်တစ်ခုကကြတော့ခုနဲ့နိနဲ့ပေါင်းလိုက်တယ်အဲ့တော့ခုနိကတော့နိုင်ငံတိုင်းပြည်နိုင်ငံတွေကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့နလေးရဲ့နိလေးရဲ့ပေါင်းလိုက်မယ်ပေါ့နော်ဒီနေ့သင်တဲ့နှလုံးပြူပေါ့နော်နာနဲ့နိနဲ့နာနိဆိုတာဘာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ဆုံးလုံးလေးအရဲ့နာရဲ့ပေါင်းထားတာဖြစ်ပါတယ်အနဲ့နာနဲ့ပေါင်းလိုက်ရင်အာနာလို့အတန်ထွက်တယ်ပေါ့နော်အာနာရဲ့အဓိပ္ပာယ်ကတော့အပေါက်အထဲတွေပေါက်နေတာတို့ဘာဘလို့အပေါက်ယူပဲဖြစ်ဖြစ်အပေါက်တွေမှန်သမျှကိုအာနာလို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီမှာပြန်တိုင်ပေးမယ်ပေါ့နော်အာနိအကိုအာနိမိမိအကိုအာနဲ့အမအာနဲ့မိမိအမအာနိုဟိုအနုခွေနဲခိုကြောင်အခါနဲ့ပတ်စံခုစွဖနက်ခုနိနိုင်ငံတိုင်းပြည်နနိဘာလဲအနာအပေါက်အဲ့တော့ခုဆိုရင် lesson 6ရောက်သွားပြီပေါ့နော် lesson 6ရောက်သွားပြီတနေ့ကိုမှရေးနီးလေး9လုံးနဲ့ဒီဟိုနင်းလေး10လုံးပေါ့နော်မီနီလေး10လုံးလေးပဲတင်တာဆိုတော့တနေ့စတနေ့လိုက်လုံးနိုင်မယ်လို့ထင်ပါတယ်အခုမမဗီဒီယိုလေးတွေကအခုမှစားလေ့လာတဲ့သူတွေအတွက်တော့မြန်ကောင်းမြန်လိမ့်မယ်ပေါ့နော်ဒါပေမဲ့မမရဲ့ပြတ်သွားတဲ့ page တွေကဗီဒီယိုလေးတွေကိုအသင်ပြီးတဲ့အဆုံးထိလိုက်ကြည့်နေတဲ့သူတွေအတွက်ကတော့ဒါကအရန်ကိုနောက်ကျလွန်နေပါပြီเนาะမမအတက်နိုင်ဆုံးအမြန်ဆုံးလေးအမီသင်ပြီးသားသင်ခန်းစာတွေအထိပြန်ပြီးတော့တင်ပေးဖို့ကြိုးစားပါမယ်เนาะအချိန်ကတော့တော်တော်ယူရမှာမို့လို့မမကိုနားလည်ပေးကြဖို့လည်းတောင်းပန်ပါတယ်အားလုံးပဲစာလိုက်လုပ်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မမနဲ့တူတူကြိုးစားကြရအောင်เนาะ